Hello အားလုံးမင်္ဂလာပါကျမကတော့ English Language Teacher ဒေါ်စိုးမော်မော်ဖြစ်ပါတယ်ဒီဗီဒီယိုလေးမှာ expand နဲ့ပတ်သက်သောစာကြောင်းများကိုမျှဝေပေးပါမယ် expand သူ့ရဲ့မူလအဓိပ္ပာယ်ကချဲ့ကားသည်ကြီးထွားလာသည်အဲ့အဓိပ္ပာယ်ပေါ့နော်စာကြောင်းလေးတွေကိုဆက်လက်ပြီးတော့မျှဝေပေးပါမယ် A tire expands when you pump air into it tire ဆိုတာကား tire တို့ Spain tire တို့ပြောတာပေါ့နော် tire expand ကဖောင်းလာတယ်ဒီမှာတော့ expand ရဲ့အဓိပ္ပာယ်ကိုဖောင်းတယ်လို့ဘာသာပြန်မယ်ချဲ့ကားတယ်လို့မပြန်ဘူးပေါ့နော်ဖောင်းလာတယ် when you pump air into it pump air ဆိုတာလေထိုးတာ into ဆိုအဲ့အထဲကိုလေထိုးလိုက်တဲ့အခါမှာ tire ကဖောင်းလာတယ် okay next one number 2 sentence his business expanded into a supermarket empire his business သူ့ရဲ့စီးပွားရေးလုပ်ငန်းက expanded into ကဒီမှာတရွဲ expanded into တိုးတက်ဖွံ့ဖြိုးလာတယ်ကြီးမားလာတယ် a supermarket empire empire ဆိုဒီမှာလူပြောရင် empire ပဲသူ့ရဲ့စီးပွားရေးလုပ်ငန်းက supermarket empire ကြီးလို့ကြီးထွားလာခဲ့တယ် okay next one number 3 Why don't you expand your story into a novel? Why don't ဆိုတာက Why don't you မင်းလောက်လိုက်ပါလားအတွက်တခုခုအကြံပေးရတဲ့ပေါ့နော်မင်းလောက်ပါလား expand ဆိုတာကချဲ့ပြီးတော့ရေးပါလား Your story မင်းရဲ့ဇလံ story ကိုဇလံလို့ပြန်မယ် into a novel ဝတ္ထုတစ်ပုဒ်ဖြစ်အောင်ဝတ္ထုအရှည်ပေါ့နော် novel ဝတ္ထုရှည်ဝတ္ထုရှည်ဖြစ်အောင်မင်းရဲ့ဇလံကိုချဲ့ပြီးတော့ရေးလိုက်ပါလားဒါအကြံပေးတဲ့သဘော okay bye bye have a nice day see you next time ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးလို့ကိုတို့အကျိုးရှိရဆိုရင် comment မှာတခုခုရေးပေးခဲ့ပါ like and share လေးလည်းလုပ်ပေးပါနောက်ထပ်အကျိုးရှိရဗီဒီယိုလေးကိုဆက်လက်ပြီးတော့မျှဝေပေးပါဦးမယ် bye bye see you next time